အားလုံးမင်္ဂလာပါခုညနေရတော့939ကိုဒီ939လို့ပြန်ရှိတယ်ဒီ994ကို224နဲ့ပြန်ရှိတယ်ဒီမှာ156ကို426လို့ပြန်ရှိတယ်ဒီမှာတော့213ဒီ6 383ဒီ6 333ဒီ6အဲကြောင့်ဒီမှာတော့26လို့ကြားတယ်ဒီသုံးလုံးပေါင်းချင်းနေလဲ6333ပေါင်းချင်းဒီ6ဒါကြောင့်ဒီ66မှတ်သက်ချင်းရှိရလားဒါမှမဟုတ်ဒီမှာ99442ဒီ6အဲကြောင့်ဒီသုံးလုံး6ပဲပြန်ရှိတာအဲကြောင့်ဒီမှာ15336လို့ဖြစ်မယ်ဆိုရင်36ပေါ့26 36ဒီမှာတော့26 36စိုက်မှရတယ်ဒီမှာတော့ဒီမှာကဘက်ကတော့မနေ့ကဆိုင်မူကြောက်တခါထပ်ပြီးဆွဲတယ်3459ကိုထိုင်းပါဝါဒီ9ဖြစ်အောင်ထိုင်းပါဝါ3ဖြစ်မယ်9ထိုင်းပါဝါ3အဲ့ကောင်253 3လို့ပြန်ရတယ်ဒီ9ကိုဒီ3လို့ပြန်ရတယ်ဒီမှာလည်းဒီ9ကို325နဲ့3လို့ပြန်ရတယ်ဒီမှာလည်းဒီ9ကို964ကိုဒီ346 3နဲ့ပြန်ရတယ်အဲဒီမှာကျတော့3ဒီ3က21 3ဒီ3မှာ3825ဒီ3ဒီ3အဲ့ကြောင့်36တခုထွက်မယ်နောက်ခါကျတော့305ဒီ3ဒါကြောင့်ဒီ3လို့ပြန်ချီတာလားဒီမှာ385ဒီ3ဒီ3ကြောင့်ဒီ3လို့ပြန်ချီတာလားဟာမဟုတ်919ဒီ9ဒီ9ကို9လို့ပြန်မယ်333ဒီ9အဲ့ကြောင့်ဒီမှာ96ဟိုမှာလည်း6နောက်ဒီမှာလည်း6နောက်ဒီမှာလည်း6နောက်အောက်ကလည်းဒီမှာလည်း6ဒီဘက်ကတော့ဝိုင်းချင်းအဲ့တော့ထုံးစံတော့ဝိုင်းချင်းပဲဝိုင်းချင်းကတော့ဟိုကသူကြည့်ပေါ့333ဒီ3ခွန်ဝိုင်းချင်းဒါမပြတ်သေးဘူးခွန်4ဒီ4နှစ်ဝိုင်းချင်း3နှစ်ဒီ2 4ဝိုင်းချင်း9နှစ်ဒီ9နှစ်ဒီ18ဝိုင်းချင်း9တစ်ဒီ3ခွန်ဝိုင်းချင်း6လေးဒီ3ခွန်ဝိုင်းချင်းဒီဘက်မှာလုံးချင်းဆက်ခွဲတယ်ဆိုရင်ဒီဘက်မှာကျတော့8ခွန်83တစ်ကို3ခွန်နဲ့ခွန်3လို့ထွက်သွားတယ်ဒီမှာ4နှစ်တူတဲ့အတွက်သူဝိုင်းချင်းပဲထွက်တယ်ဒါကီဒီဘက်ကကီဒီဘက်ကဝိုင်းချင်းဒီမှာ2လေးဝိုင်းချင်းထွက်တယ်ဒီမှာလည်းဝိုင်းချင်းဒီမှာလည်းဝိုင်းချင်းပဲထွက်ဒီဘက်ကကီတွေပဲနှလုံးဟိုဘက်ဒီဘက်နှလုံးတူတော့ပိုးပြီပေါ့ဒီဘက်မှာတော့မတူဘူးဒီမှာ3ခွန်ဒီမှာ933တော့3နှလုံးဆို3ကောင်းတယ်ပေါ့3အားကောင်းတယ်ပေါ့3အားကောင်းတယ်3ဟိုဘက်ဒီဘက်3ပေါ့3နဲ့ကတ်မယ်ဆိုရင်ဘာကတ်ချင်ရင်ကောင်းမလဲဆိုတော့3ပေါ့3ပရိကလည်းမထွက်သေးဘူး3ကျွန်တော်ပရိကမနေ့မထွက်ညနေပဲထွက်နေတာအများလို့3